ပရိသမယမင်္ဂလာပါခင်ဗျာ update news ကနေကြိုးဆိုပါရယ်နောက်ဆုံးရပြည်တွင်းပြည်ပနိုင်ငံရေးသတင်းများကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံရဲ့ထိပ်ပိုင်းခေါင်းဆောင်မှုအပြောင်းအလဲနဲ့ပတ်သက်တဲ့သတင်းဖြစ်ပါတယ်2026ခုနှစ်မတ်လကုန်ပိုင်းကစလို့မြန်မာနိုင်ငံရဲ့စစ်ဘက်နဲ့နိုင်ငံရေးခေါင်းဆောင်မှုကဏ္ဍမှာထူးခြားတဲ့အပြောင်းအလဲတွေဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်ဒီအပြောင်းအလဲတွေဟာနိုင်ငံတကာရဲ့စိတ်ဝင်စားမှုကိုအကြီးအကျယ်ဆွဲဆောင်ခဲ့ပြီးမြန်မာအရေးလေ့လာသူတွေကြားမှာလည်းအမျိုးမျိုးသားသုံးသက်ချက်တွေထွက်ပေါ်လာခဲ့ပါတယ်အဓိကအပြောင်းလဲကတော့တက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာ၎င်းရဲ့ယာဒူးကနေအနားယူပြီးနိုင်ငံရဲ့သမ္မတအဖြစ်တာဝန်ယူဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်ဒီလိုယာဒူးအပြောင်းလဲနဲ့အတူဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့နေရာမှာ၎င်းရဲ့လူယုံတော်တူဖြစ်တဲ့ဗိုလ်ချုပ်ရဲဝင်းဦးကိုအစားထိုးခန့်အပ်ခဲ့တာဟာအများရဲ့အာရုံကိုအထူးရရှိခဲ့ပါတယ်ဒီအပြောင်းလဲဟာမြန်မာနိုင်ငံရေးအနာဂတ်အတွက်အရေးပါတဲ့အလှည့်အပြောင်းတစ်ခုအဖြစ်ရှုမြင်နိုင်ပါတယ်ဗိုလ်ချုပ်ရဲဝင်းဦးဟာရခိုင်ကတမတော်ရေးရာလုံခြုံရေးအရာရှိချုပ်ဒါမှမဟုတ်ဆရာဖအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်၎င်းဟာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့အနီးကပ်ဆုံးနဲ့အယုံကြည်ရဆုံးသောပုဂ္ဂိုလ်တဦးအဖြစ်လူသိမာပြီး၎င်းကိုဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့မျက်စိနဲ့နားလို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်2026ခုနှစ်မတ်လ30ရက်နေ့မှာကျင်းပခဲ့တဲ့အခမ်းအနားတစ်ခုမှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုယ်တိုင်ကတက်မတော်ကာကွယ်ရေးဦးစီးချုပ်ယာဒူးကိုဗိုလ်ချုပ်ရဲဝင်းဦးထံတရားဝင်လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်ဒီလိုအရေးပါတဲ့ယာဒူးကိုလွှဲပြောင်းပေးအပ်ခဲ့ခြင်းဟာမြန်မာတက်မတော်ရဲ့အနာဂတ်ဦးဆောင်မှုပုံစံကိုပြောင်းလဲစေနိုင်တဲ့အချက်တစ်ချက်အဖြစ်လေ့လာသူတွေကရှုမြင်ကြပါတယ်ဗိုလ်ချုပ်ရဲဝင်းဦးရဲ့ခန့်အပ်မှုဟာတက်မတော်ရဲ့ပြည်တွင်းလုံခြုံရေးနဲ့ထောက်လှမ်းရေးဆိုင်ရာလုပ်ငန်းတွေမှာ၎င်းရဲ့ကျယ်ပြန့်တဲ့အတွေ့အကြုံတွေကိုအသုံးချဖို့ရည်ရွယ်တာဖြစ်နိုင်တယ်လို့လည်းသုံးသပ်ချက်တွေရှိနေပါတယ်၎င်းရဲ့ခန့်အပ်မှုဟာတက်မတော်အတွင်းအာဏာတီးဆောင်မှုကိုပိုမိုခိုင်မာစေပြီးဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ဩဇာအာဏာကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အဓိကကျတဲ့အခမ်းအနားကနေပါဝင်လာနိုင်တယ်လို့လည်းနိုင်ငံရေးလေ့လာသူတွေကသုံးသပ်ကြပါတယ်ဒီနေရာမှာထူးခြားတဲ့အချက်တစ်ချက်ကတော့ပုံမှန်အားဖြင့်တက်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ယာထုကိုဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကဆက်ခံလေးရှိတာဖြစ်ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူဒုတပုဇုံမူကြီးစိုးဝင်းကိုကြော်လွှမ်းပြီးဗိုလ်ချုပ်ရဲဝင်းဦးကိုတိုက်ရိုက်ယာထုတိုးမီခန့်အပ်ထည့်တာပဲဖြစ်ပါတယ်။ဒီလိုယာထုအပြောင်းလဲကိုနိုင်ငံတကာသတင်းဌာနတွေနဲ့မြန်မာအရေးလေ့လာသူတွေကအမျိုးမျိုးတတ်တတ်နေကြပါတယ်အချို့ကတော့ဒီအပြောင်းလဲဟာတက်မတော်ရဲ့ထိပ်ပိုင်းခေါင်းဆောင်မှုအတွင်းမှာတဘိုးထားကွဲလွဲမှုတွေဒါမှမဟုတ်အာဏာချိန်ခွင်ညှိနှိုင်းမှုတွေရှိနေတယ်ဆိုတာကိုပြသနေတယ်လို့ရှုမြင်ကြပါတယ်အထူးသဖြင့်ဒုတဘိုးချုပ်မူကြီးစိုးဝင်းလိုဝါရစ်စစ်ခေါင်းဆောင်တဦးကိုကြော်လွှမ်းပြီးဗိုလ်ချုပ်ရဲဝင်းဦးကိုယာဒူးတိုးမြင့်ခန့်အပ်ခဲ့ခြင်းဟာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ဩဇာအာဏာကိုပိုမိုခိုင်မာအောင်လှုပ်ဆောင်တဲ့နည်းလမ်းတစ်ခုဖြစ်နိုင်တယ်လို့လည်းသုံးသပ်ကြပါတယ်ဒီဆုံးဖြတ်ချက်ဟာတမတော်ရဲ့အနာဂတ်မူဝါဒတွေနဲ့လုပ်ငန်းစဉ်တွေအပေါ်ကြီးမားတဲ့တက်ရောက်မှုတွေရှိလာနိုင်တယ်လို့ခန့်မှန်းကြပါတယ်ဒုတဘိုလ်ချုပ်မှုကြီးစိုးဝင်းဟာယာထုစက်ခန့်ခွင့်မရရှိဘဲကြော်ဖြတ်ခံလိုက်ရတာဟာစစ်ပတ်ထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာအာဏာချိန်ခွင်ညီနိုင်မှုတွေတမမဟုတ်သဘောထားကွဲလွဲမှုတွေရှိနိုင်တယ်ဆိုတဲ့ခန့်မှန်းချက်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်အချို့လေ့လာသူတွေကတော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အနေနဲ့မမိအပေါ်လုံးဝတစ္ဆာရှိပြီးထိန်းချုပ်ရလွယ်ကူမဲ့ပုဂ္ဂိုလ်တူကိုသာတက်မတော်ရဲ့ထိပ်ပိုင်းယာဒူးမှာထားရှိလို့စန္ဒာကြောင့်ဒီလိုဆုံးဖြတ်ခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်ဒီအပြောင်းလဲဟာတက်မတော်အတွင်းအာဏာကိုပိုမိုခိုင်မာအောင်တည်ဆောက်မှုဖြစ်ပြီးအာဏာလွဲပြောင်းမှုဟာပုံစံပြ window dressing တာဖြစ်နိုင်တယ်လို့လည်းအချို့ကရှုမြင်ကြပါတယ်ဒီလိုသုံးသက်ချက်တွေဟာမြန်မာနိုင်ငံရေးရဲ့ရှုပ်ခဲတဲ့သဘောတဘာဝကိုထင်ဟပ်ပြသနေပြီးအနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့အပြောင်းလဲတွေကိုလည်းကြိုတင်ခံမှန်းနိုင်ဖို့အရေးကြီးတဲ့အချက်အလက်တွေဖြစ်ပါတယ်နိုင်ငံတကာလေ့လာသူတွေကတော့ဒီအပြောင်းလဲဟာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးရောက်မှုလုပ်ငန်းအပေါ်အနုလက္ခဏာဆောင်တဲ့တက်ရောက်မှုတွေရှိလာနိုင်တယ်လို့စိုးရိမ်ကန်နေကြပါတယ်တချိန်တည်းမှာပဲဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာနိုင်ငံရဲ့သမ္မတယာဒူးစီကိုခြေလန်းစတင်နေပြီဖြစ်ပါတယ်2026ခုနှစ်မတ်လ30ရက်နေ့မှာလွန်ဟောက်ကိုယ်စားလှယ်တွေကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုဒုတိယသမ္မတအဖြစ်ရွေးချယ်ခဲ့ကြပါတယ်နိုင်ငံတကာမီဒီယာတွေဖြစ်တဲ့ Reuters, BBC နဲ့ Al Jazeera တို့ကတော့၎င်းဟာမကြာခင်ကျင်းပမယ့်ရွေးကောက်ပွဲတွေအပြီးမှာအရာထသမ္မတအဖြစ်တာဝန်ယူဖို့ရည်ရွယ်ထားတယ်လို့ဖော်ပြနေကြပါတယ်ဒီလိုအပြောင်းလဲတွေဟာမြန်မာနိုင်ငံရဲ့အနာဂတ်နိုင်ငံရေးအခြေအနေအပေါ်ဘယ်လိုတက်ရောက်မှုတွေရှိလာမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ဒီလိုနိုင်ငံရေးရည်မှန်းချက်ဟာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးရောက်မှုလုပ်ငန်းအပေါ်ကြီးမားတဲ့တက်ရောက်မှုတွေရှိလာနိုင်တယ်လို့လည်းနိုင်ငံတကာလေ့လာသူတွေကသုံးသပ်ကြပါတယ်၎င်းရဲ့သမ္မတယာဒူးယူလို့မှုဟာလက်ရှိစစ်အုပ်ချုပ်ကြီးကိုတရားဝင်အတွင်းပြောင်းလဲဖို့ကြိုးစားမှုအဖြစ်ရှုမြင်နိုင်ပြီးနိုင်ငံတကာရဲ့အတိအမှတ်ယူဖို့အတွက်လည်းဖြစ်နိုင်တယ်လို့ခန့်မှန်းကြပါတယ်
ဒီလိုထိပ်ပိုင်းခေါင်းဆောင်မှုအပြောင်းအလဲတွေအပေါ်နိုင်ငံတကာနဲ့ပြည်တွင်းကတုံ့ပြန်မှုတွေရှိနေပါတယ်ဗိုလ်ချုပ်ရဲဝင်းဦးဟာရခိုင်ကစမ်းတမ်းပြသူတွေနဲ့နိုင်ငံရေးသမားတွေကိုနှိပ်ခွက်ခဲ့တာမှာပါဝင်ခဲ့သူအဖြစ်နာမည်ကျော်ကြားသူဖြစ်တာကြောင့်၎င်းကိုယာထူးတိုးမြင့်ခန့်အပ်ခဲ့တာအပေါ်လူအခွင့်အရေးအဖွဲ့အစည်းတွေကစိုးရိမ်ကန့်နေကြပါတယ်ဒီအပြောင်းလဲဟာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးရောက်မှုလုံခြုံအပေါ်ဘယ်လိုတက်ရောက်မှုတွေရှိလာမလဲဆိုတာကိုနိုင်ငံတကာအတိုင်းအဝိုင်းကအနီးကစောင့်ကြည့်နေကြပါတယ်အထူးသဖြင့်ဗိုလ်ချုပ်ရဲဝင်းဦးရဲ့ခန့်အပ်မှုဟာတက်မတော်ရဲ့ပြည်တွင်းရေးရာမူဝါဒတွေကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ကြိုးစားမှုအဖြစ်ရှုမြင်ကြပါတယ်နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေကတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီးဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက်ဖိအားပေးမှုတွေကိုဆက်လက်လှုပ်ဆောင်သွားဖို့ရှိပါတယ်ဆက်လက်ပြီးတော့အာဆီယံနဲ့မြန်မာအရေး2026ခုနှစ်ရွေးကောက်ပွဲဆိုင်ရာတည်င်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အာဆီယံနိုင်ငံတွေရဲ့မြန်မာအရေးအပေါ်သဘောထားနဲ့2026ခုနှစ်အတွင်းကျင်းပဖို့လျာထားတဲ့ရွေးကောက်ပွဲဆိုင်ရာတည်င်းတွေကိုနိုင်ငံတကာမီဒီယာတွေမှာအဆက်မပြတ်ဖော်ပြနေတာကိုတွေ့ရပါတယ်မြန်မာလူထုအနေနဲ့လည်းဒီတည်င်းတွေကိုအထူးစိတ်ဝင်စားနေပါတယ်အာဆီယံနိုင်ငံတွေဟာမြန်မာအရေးနဲ့ပတ်သက်ပြီးဘုံသဘောတစ်ခုရရှိဖို့ကြိုးစားနေပြီးမြဲအဖွဲ့မဲ့နိုင်ငံတွေကြားမှာသဘောထားကွဲလွဲမှုတွေရှိနေစေပါတယ်အချို့နိုင်ငံတွေကမြန်မာအရေးကိုပြင်းပြင်းထန်ထန်ရှုံချပြီးဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့တောင်းဆိုနေပေမဲ့အချို့နိုင်ငံတွေကတော့ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖျက်မှုမကျင့်ဘူးဆိုတဲ့မှုကိုကင်တွယ်နေကြပါတယ်။ဒါကြောင့်အာဆီယံရဲ့မြန်မာအရေးအပေါ်ချင်းကပ်ပုံဟာရှုပ်ခဲနေစေပြီးအာဆီယံရဲ့မြန်မာအရေးဆိုင်ရာဆုံးဖြတ်ချက်တွေဟာဒေသတွင်းနိုင်ငံရေးအခြေအနေအပေါ်ကြီးမားတဲ့တက်ရောက်မှုတွေရှိနိုင်တယ်လို့လေ့လာသူတွေကသုံးသပ်ကြပါတယ်။အာဆီယံရဲ့မြန်မာအရေးဆိုင်ရာသဘောထားကွဲလွဲမှုတွေဟာဒေသတွင်းတင်ကင်းကြီးကိုထိခိုက်စေနိုင်ပြီးနိုင်ငံတကာအတိုင်းအဝိုင်းကမြန်မာအရေးအပေါ်ချင်းကပ်ပုံကိုလည်းရှုပ်ခဲစေနိုင်တယ်လို့သုံးသပ်ကြပါတယ်။2026ခုနှစ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းနိုင်ငံတကာအတိုင်းအဝိုင်းကစိုးရိမ်မှုတွေရှိနေပါတယ်။အထူးသဖြင့်လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုကျင်းပနိုင်မလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာနေပါတယ်။အချို့လေ့လာသူတွေကတော့ဒီရွေးကောက်ပွဲဟာလက်ရှိအာဏာရထားတဲ့အဖွဲ့အစည်းနဲ့အာဏာကိုပိုမိုခိုင်မာအောင်လှုပ်ဆောင်တဲ့ပုံစံပြရွေးကောက်ပွဲတစ်ခုသာဖြစ်လာနိုင်တယ်လို့သုံးသပ်ကြပါတယ်။ဒီလိုစိုးရိမ်မှုတွေဟာမြန်မာနိုင်ငံရဲ့အနာဂတ်ဒီမိုကရေစီလမ်းကြောင်းအပေါ်နိုင်ငံတကာရဲ့ယုံကြည်မှုအားနည်းနေတာကိုပြသနေပါတယ်။ရွေးကောက်ပွဲကျင်းပမယ့်အခြေအနေမဲဆန္ဒစီရင်ပူစုပုံမဲပေးခွင့်ရှိသူများရဲ့လုံခြုံရေးနဲ့ရွေးကောက်ပွဲရလဒ်များရဲ့တရားဝင်လိစားတဲ့ကိစ္စရပ်တွေအပေါ်နိုင်ငံတကာအတိုင်းအဝိုင်းကအနီးကပ်စောင့်ကြည့်နေကြပါတယ်။ဒီရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးအနာဂတ်ကိုပုံဖော်တာမှာအရေးပါတဲ့အခမ်းအနားကနေပါဝင်လာနိုင်ပါတယ်။နောက်ဆုံးအနေနဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီးနိုင်ငံတကာရဲ့တုံ့ပြန်မှုတွေကိုတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂအမေရိကန်ဥရောပသမဂ္ဂစတဲ့အဖွဲ့အစည်းတွေနဲ့နိုင်ငံတွေကမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအပေါ်စိုးရိမ်ကန်နေကြပြီးဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးလူအခွင့်အရေးလေးစားလိုက်နာရေးနဲ့အကြမ်းဖက်မှုများရပ်တန့်ရေးတို့ကိုတောင်းဆိုနေကြပါတယ်။မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ပိတ်ဆို့ကုန်ပိတ်ဆို့ရေးတွေနဲ့အခြားသောဖိအားပေးမှုတွေကိုလည်းဆက်လက်လှုပ်ဆောင်နေကြပါတယ်။ဒီလိုနိုင်ငံတကာဖိအားတွေဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းလဲအပေါ်ဘယ်လိုတက်ရောက်မှုတွေရှိလာမလဲဆိုတာကိုစောင့်ကြည့်အမှာဖြစ်ပါတယ်။ယနေ့အတွက်နောက်ဆုံးရပြည်တွင်းပြည်ပနိုင်ငံရေးသတင်းများကိုဒီမှာပဲညီကုန်းချိုးပါစေခင်ဗျာ။ Update News Channel လေးကိုလည်း Subscribe လုပ်ပေးသွားမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။နောက်ရက်တွေမှာလည်းနောက်ဆုံးရသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာရှိသောနေ့လေးဖြစ်ပါ